အသစ်ဖဲဝယ်ဝယ်စက္ကန့်ပဲဝယ်ဝယ်3လပိုင်းတရက်နေ့ကနေစပြီးတော့တစ်လုံးဝယ်တစ်လုံးလက်ဆောင်ပေးနေပြီဗျာနော် Redmi 40C လေးတွေတစ်လုံးဝယ်ရင်တစ်လုံးလက်ဆောင်ပေးမယ်နော် 40C လေးတွေလက်ဆောင်ပေးမှာနော်ပေးမဲ့ဖုန်းလေးတွေက 40C parking လေးတွေဗျာနော်လက်ဆောင်ပေးမဲ့ဖုန်းလေးတွေကနောက်ကဒီအဝိုင်းလဲရမှာဟိုဘက်နဲ့တိုးပြလာအောင်နောက်ကအဝိုင်းလဲရမှာနော်3လပိုင်းတရက်နေ့ကနေစပြီးတော့ဒီအဝိုင်းထဲမှာဒီဖုန်းတွေ parking တွေပါလာမှာနော်အဝိုင်းလဲရမယ်ပောက်တဲ့ဟာကိုရမယ်ဒီဖုန်းပါလာမှာပေါ့နော်ဒီ 40C parking တွေကျွန်တော်တို့ကန်ဆယ်မဲဖောက်ပေးမယ်ဖုန်းစက္ကန့်မဲဝယ်ဝယ်အသစ်ဖဲဝယ်ဝယ်တစ်လုံးဝယ်တာနဲ့တစ်ခါလဲခွင့်ရှိတယ်ကန်ဆယ်မဲပေါက်တာနဲ့ရမယ်နော်ဗလားမပါဘူးတစ်လုံးဝယ်ရင်တစ်လုံးလက်ဆောင်ရမယ် 40C parking လေးတွေပါဗျာနော်1.64 kg လေးတွေကျွန်တော်လက်ရှိရောင်းနေတာ3သိန်းကျော်ရောင်းနေဗျာနော်အဲ့ကောင်လေးတွေကိုကျွန်တော်ကန်ဆယ်မဲဖောက်ပေးမယ်တစ်လုံးဝယ်ရင်တစ်လုံးလက်ဆောင်ရမယ် Redmi 40C လေးတွေကိုကန်ဆယ်မဲဖောက်ပေးပါမယ်ဗျာနော်ကျွန်တော်စီမှာအသစ်လဲရှိတယ်စက္ကန့်လဲရှိတယ်နော်ဘာဖုံးမဲ့ဝယ်ဝယ်ကန်ဆယ်မဲလှည့်ခွင့်ရှိပါတယ်တစ်လုံးဝယ်ရင်တစ်လုံးလက်ဆောင်ပေးပါမယ်တစ်လုံးလက်ဆောင်ပေးမယ်ဆိုတာကျွန်တော်တို့ဒီအဝိုင်းလှည့်ရမှာပေါ့နော်3လပိုင်းတရက်နေ့ကနေစပြီးတော့ဒီအဝိုင်းလှည့်ရမယ်ဒီအဝိုင်းထဲမှာကျွန်တော်တို့ဒီဖုန်း 40C parking တွေပါလာမယ်ကန်ဆယ်မဲလှည့်လိုက်တာကြားတဲ့ဟာကိုကျွန်တော်တို့ပေးမယ်ဗျာနော်ဒီထဲမှာ 40C parking ဆိုပြီးတော့ပါတာနဲ့ပေါက်ပြီးတာမှတ်လိုက်တော့နော်တစ်လုံးဝယ်တာနဲ့တစ်လုံးလက်ဆောင်ရပါမယ်ဘောစီတို့ရေနော်ဒီဝိုင်းထဲမှာဒီလိုလှည့်လိုက်တာနဲ့ဒီလိုကြတာနဲ့ပေါက်ပြီးသားဒီလိုကြတာနဲ့ 40C ဆိုတာနဲ့ရပြီလက်ဆောင်ရပြီနော် parking အလေးလက်ဆောင်ပေးပါမယ် 40C လေးတွေနော်ဆိုင်လိပ်စာ58လမ်း113 114မှာရှိတယ်နော်ဘောစီတို့ဆိုင်ကိုလာရောက်ပြီးတော့ရွေးချယ်ဝယ်ယူလို့ရတယ်ကျွန်တော်ဒီမှာဖုန်းအသစ်တွေလည်းရှိတယ်စက္ကန့်တွေလည်းရှိတယ်တော်တော်များများရွေးချယ်ဝယ်ယူလို့ရရနော်အားပေးပါအောင်